Hello ဒီတစ်ခါမှာတော့ OK ရန်ကုန်ကို GG Express Dream Bus နဲ့ခီးသွားထားတော့က OK ရဲ့ travel experience လေးကို sharing လုပ်ပေးထားတဲ့ vlog လေးပဲဖြစ်ပါတယ် so ဆုံးဖြတ်ကြည့်ပေးကြပါအောင်နော် Hello ခုကတော့ကားကြီးကိုဆောက်သွားပါတော့မယ်နော် OK တို့ GG Express နဲ့သွားဖို့ကိုတပတ်လောက်ကြိုပြီးတော့လက်မှတ်လေးဝယ်ထားခဲ့ပါတယ်သူကတစ်ယောက်ကို 9800ပေးရပါတယ်ရှင် OK တို့သွားမယ့်ကားကတော့ည9:00 နာရီမှထွက်မှာပါဒါပေမဲ့ OK တို့6မှတ်တင်လောက်ကနေအရင်စထွက်ခဲ့တယ်အဲ့ဒါပြီးတော့ OK တို့ကားလက်မှတ်တွေကို GG Express လက်မှတ်ခေါက်တာမှာသွားပြီးတော့ထုတ်လိုက်တယ်အဲ့မှာစောင့်နေနဲ့ဆန်းဆက်ချိန်လေးရောက်သွားတယ်နောက်တော့9နာရီမတင်လောက်ကြတော့ကားပေါ်တက်လို့ရပြီပြောလို့ကားပေါ်တက်ခဲ့တယ်ကားပေါ်မှာတော့ဒီလိုဘယ်နဲ့ညာနဲ့အခန်းတစ်ခန်းစီနဲ့ရှောက်လန်းလေးလည်းရှိတယ်ပေါ့နော်သူကတကားလုံးမှာလူ16ယောက်18ယောက်လောက်ထိပဲဆန့်ပြီးတော့ကားနောက်ဆုံးမှာတော့ family room ပေါ့နော်2ယောက်စာတစ်ခန်းလေးပါပါတယ်သူကတော့3,600ကျပါတယ်ခန်းထဲမှာလည်းဒီလိုတစ်ဖက်တစ်ထည်စီထားပေးထားပြီးတော့ခုံနောက်မီရလည်းအနောက်ဘက်ကိုရှိလို့ရပါတယ်ပြီးတော့ရေဘူးတစ်ဖူးနဲ့ကားမှုတက်တဲ့သူတွေအတွက်ချွတ်အိမ်လေးလည်းထားပေးထားတယ်ပြီးတော့ကားပေါ်မှာလည်းအားသွင်းလို့လည်းရပါသေးတယ်ရှင်ကားလည်းထွက်ခန့်နေပြီဆိုတော့ခီးတယ်လည်းစုံနေပါပြီပြီးတော့သူကထမင်းစားနာတဲ့အခါမှာအသုံးပြုလို့ရမယ်9,000နန်းကူပွန်လေးပေးပါသေးတယ်ရှင်သူကလည်းကားစထွက်ပြီးဆိုတာနဲ့ကိုပဲOK တို့ရဲ့အခန်းတကားတွေကိုလိုက်ပိတ်ပေးရပေါ့နော်အဲ့တော့ OK တို့ခီးသွားတဲ့ခါမှာကိုယ့်ကိုတယောက်တည်းပဲ AC လေးနေအောင်ပါပဲရှင်ပြီးတော့အခန်းထဲမှာလည်းကျမ်းမာရေးအတွက်အပေါ့ပါညာသွားခြင်းလို့ရှိရင်လည်းပေါ့နော်သူတို့ကိုလှမ်းခေါ်လို့ရတဲ့ဘဲလေးလည်းရှိပါတယ်ရှင်အဲ့ခါကျသူတို့ကတကားလာဖွင့်ပေးပြီးတော့သွားလို့ရပါတယ်အဲ့လိုနဲ့ည9:00 နာရီလောက်ကျတော့ထမင်းစားနားပါတယ်သူကထမင်းစားနားဖို့ရအတွက်ဆိုပြီးတော့အချိန်နိုင်ဝက်ပေးပါတယ်ဒီ Dream Bus ကလည်းအရန်အဆင်ပြေတော့ပဲသူ့ရဲ့ Dream Bus ခီးတဲ့တွေအတွက်ဆိုပြီးခန်းလေးတက်ထဲမှာစီစဉ်ပေးထားပါတယ်ပြီးတော့ခစ်တို့သူပေးတဲ့9,000နန်းကူပွန်လေး3ဆောင်နဲ့တင်နာစားခဲ့ပါသေးတယ်ရှင်။ OK ကတော့ချက်သားထမင်းကြော်ကိုချက်ဥလေးနေစားခဲ့ပါတယ်။အဲ့ဒါထမင်းကြော်လေးအရန်ကောင်းပဲ။ဝါတော်မဝအောင်စားရတာပေါ့နော်။ My sister ကတော့ချီဦးစားတာပေါ့နော်။ချီဦးကရတာနည်းနည်းလေးပေါ့တယ်။ပြီးတော့ကဗလာဖြော်ရည်လေးလည်းမှာလိုက်ပြီးတော့ပတ်စံရှင်းခဲ့ပါတယ်ရှင်။ OK တို့ပတ်စံလေးရှင်းပြီးသွားတဲ့ခါကျတော့ကားစီပြန်ခဲ့တယ်ပေါ့နော်။ကားစီပြန်ပြီးတော့ကြံနေတဲ့ဒီရန်ကုန်ကိုဆက်သွားခဲ့ပါတယ်ရှင်။အဲ့နောက်တော့တလန်းလုံးအိတ်လာခဲ့တာဆိုတာလေမနက်0မိုင်ရောက်တော့မှပဲနိုးတော့တာပါပဲ။ OK တို့ည9:00 နာရီကစထွက်ခဲ့တဲ့ကားကလေမနက်9:00 နာရီကျမှရန်ကုန်တိကျရောက်တော့တာပါပဲအဲ့ဒါကြောင့်အခက်ကတော့ GG Express Dream Bus နဲ့ခီးသွားဖို့ကိုလုံးဝ highly recommend ပေးပါရရှင် VIP bus လို့ကိုမပြောရအောင်ဘာမှလိုလေးသေးမရှိပဲအဲ့ဆိုရင်တော့ OK vlog လေးဒီမှာပဲဆုံးသတ်လိုက်ပါတော့မယ်အကုန်လုံးလည်း OK vlog လေးကိုကျင်းနဲ့တက်လိုက်မယ်လို့လည်းမျှော်လင့်ပါတယ်ရှင် See you my next video guys bye